Hi, welcome back to my channel. ဒီနေ့မှာကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာကတော့သူကဒီမှာစာရေးသူကလူတွေရဲ့အသားအရောင်အရည်ပြားတွေနဲ့ပတ်သက်ပြီးသူကရှင်းပြထားတာဖြစ်နေတော်တော်ကောင်းတဲ့စာပါဖြစ်နေ။ဟုတ်ပြီအဲ့တော့သူကပြောထားတဲ့တရားကျွန်တော်တို့အဆုံးထိချိန်လိုက်ကြအောင် Let's get started. I don't care if you are black, white, rich or poor. If you respect me, I will give you double respect. စာကြောင်းကဒီလောက်ပဲဒီစာကြောင်းကိုကျွန်တော်အပေါ်မှာလည်းရေးပြထားပါမယ်ဖတ်ပြီးတော့ဘာသာပြန်ပြီးတော့လည်းခန်းစားကြည့်လို့ရပါတယ်ဒီစာသားတွေကိုကျွန်တော်တို့ပို့ပြီးအင်းစာဆရာကြီးဆရာမကြီးနဲ့အတွေးခေါ်ပညာရှင်တွေစီးပွားရေးသမားတွေလူခလူငယ်တွေပို့ပြီးနားလည်သဘောကျပါလိမ့်မယ်ဒီထဲမှာဒီစာသားကိုစာရေးသူကဘာကိုမိမောင်းထုတ်ပြထားတာလဲဆိုတော့ကျွန်တော် sharing လုပ်ပြရမယ်ဆိုတော့ I don't care ကျွန်တော်ခယူးမဆိုင်ပါဘူးတဲ့If you are black ခင်ဗျာမဲခဲ့တယ်ဆိုရင်လည်း white အသားဖြူခဲ့တယ်ဆိုရင်လည်း rich ချမ်းသာခဲ့တယ်ဆိုရင်လည်း or poor ဒါမှမဟုတ်ဆင်းရဲတယ်ဆိုရင်လည်းအဲ့တော့ I don't care if you're black, white, rich or poor ခင်ဗျာချမ်းသာတယ်ဆင်းရဲတယ်အသားဖြူတယ်အသားမဲတယ်ဆိုရင်လည်းကျွန်တော်ကြည့်မဆိုင်ပါဘူးဒါတွေကတဲ့ If you respect me ခင်ဗျာကျွန်တော်ကိုယူတည်မဲ့လေးစားမယ်ဆိုရင် I will give you double respect ခင်ဗျာကျွန်တော်နှစ်ဆလေးစားမယ်ဆိုပြီးသူကစာရေးသူကပြောထားတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဒီစာကြောင်းကနေပြီးမှဘာဝီမောင်းထုတ်ပြီးရလိုက်တာလဲဆိုကျွန်တော်တို့အဲ့တော့လူတွေကိုလေးလေးဆက်ဆံမယ်ချစ်ချစ်ခင်ဆက်ဆံမယ်ဆိုအဲ့ဒီကနေမှကျွန်တော်တို့ကအဲ့ဒါတွေကိုနှစ်ဆပြန်ပေးရမယ်ဖြစ်ကျွန်တော်တို့ကဆက်ဆံမယ်ဆိုသူတို့ကလည်းကိုယ့်ကိုနှစ်ဆပြီးမှကိုယ့်ကိုပြန်ဆက်ဆံလာမယ်ဆိုရင်သူတို့မပေးရင်လည်းကိုယ်နှစ်ဆပေးမယ်ဆိုရင်ကဘာကြီးရတော့တယ်သူပို့ပြီးတော့လှပလာမှာဖြစ်တယ်ဟုတ်လားခုလိုမျိုးဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဒီကနေလည်းအကျိုးမြတ်တစ်ခုရလိမ့်မယ်လို့လည်းကျွန်တော်ပြောနေပါတယ်I love you all see you in my next video bye bye